ကိုကြီးကားကြောက်ရှင်းပြမယ်အဖိုးတွေအဖေတွေဆရာကြီးတွေပြောလို့ယုံနေမိတဲ့အယူဆတွေရှိလားတချို့ကမှန်ပေမဲ့တချို့ကလုံးဝမားပြီးကားကိုပါပျက်စီးစေတယ်ကားကိုကြီးဒီ၄ချက်ကိုဖြည့်ရှင်းပေးမယ်အယူအဆမား1 95 စီ3ရင်ဓာတ်စီဖို့ကောင်းတယ်မားတယ်ကားစာအုပ်မှာ92လို့တဲ့ကားကို95 3ရင်ဘာအကျိုးမှမရှိဘူးပတ်စံဖြုံးယုံပဲအယူအဆမား9000 ကီလိုမီတာတိုင်းလဲရမယ်မားတယ်ခေတ်ပေါ်ကားတွေက synthetic oil သုံးလို့8000 1000 ကီလိုမီတာအထိခံတယ်ကားစာအုပ်ဖတ်ပါအယူအဆမှာတာယာလေးကိုနည်းနည်းယော့ထားရင်လမ်းပိုကောင်းတယ်မားတယ်အရန်အနေရများတယ်တာယာလေးယော့ရင်အပူပိုမိပြီးအရှိန်ပြင်းပြင်းမောင်းရင်တာယာပေါက်ကွဲနိုင်တယ်သတ်မှတ် PSI တိုင်းထိုးပါအယူအဆမှာကားအကြကြီးထားရင်ဘက်ထရီဖြုတ်ထားရမယ်မားတယ်ခေတ်ပေါ်ကားတွေကဘက်ထရီဖြုတ်ရင် radio code ECU memory မောင်းနေကြအလေ့ကျင့်တွေပျောက်သွားတယ်လာတိုင်းဘက်ထရီအားသွင်းပေးအောင်နဲ့ရတယ်ကားတိုင်းအတူတူမဟုတ်ဘူးကားစာအုပ်ကိုဖတ်ပါအဲ့ဒီမှာအတိအကျရေးထားတယ်ဒါမှသိန်းနဲ့ချီတက်တာမယ်ကားလည်းကြာခန့်မယ်ဒီအယူဆမားတွေတငယ်ချင်းတွေကိုပြန်ပြောပြပါနေ့စဉ်9မိနစ်စာကိုကြီးတို့နဲ့အတူလေ့လာပြီးတငယ်ချင်းတွေကြားမှာကားဆရာကြီးဖြစ်လိုက်ပါ